ဒီနေ့ရောစကလုံးလေးတွေဘယ်နှယောက်လောက်ထိမှန်မလဲဆိုတာကြည့်လိုက်ကြတာဟုတ်အမတို့ကစာရ learning app ကရှင်ဟုတ်အင်္ဂလိပ်စာရောဂျပန်စာရောလေ့လာလို့ရတဲ့ app အမတို့ဒီဗီဒီယိုလေးကိုရကြတော့ Facebook page နဲ့ TikTok မှာပြန်တင်ပါရှင်အဲ့ဆိုအမက3လုံးမေးမယ်တစ်လုံးမှန်ရင်9000ရမယ်ဒုတိယတစ်လုံးဆက်ဖြည့်မယ်ဆိုလို့ရှိရင်မှန်သွားရင်နောက်ထပ်9000ရမယ်မှားသွားလို့ရှိရင်ပထမ9000အမပြန်ယူလိုက်မယ်ဘယ်လောက်မှမရတော့ဘူးเนาะအဲ့တော့စကလုံး3လုံးမေးမယ်အဲ့ဆိုလွယ်လွယ်လေးပဲမေးမှာပါပထမဆုံးတစ်လုံးကကြတော့pencil ခဲတယ်ပြီးရင်စီရရင် pencil အဲ့ဆိုရှင်9000ရဆက်ဖြည့်မှာဒုတိယတစ်လုံးလွယ်လွယ်လေးပဲမေးမှာပါနောက်တစ်ခုကကြတော့ဒီလက February February ပေါင်းပြီပါလား FEBUIRY ဟမ် FEBUIRY မားနေနည်းနည်းလေးမားနေသေးတယ် FEB FEBUIRY U နဲ့ B နဲ့ကြားတယ်တစ်လုံးကျန်တယ်မဘေးနာနေပြောပြနေတယ် FEB BRU are you Y ARY တစ်ခေါက်တော့ပြန်ပေါင်းပေးကြည့်ပါလား FEBU FEB FEBRU ARY February နောက်ထပ်ငါတော့စက်ပြေမှာလားမပြေမှာလားဒီလိုစက်ပြေလို့မှန်ရင်တော့အမနောက်တော့9000ပေးမယ်မှားသွားရင်တော့အမ1000လုံးပြန်ယူမယ်ဘာလို့ရက်လိုက်မလားရက်လိုက်မယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်အဲ့ဆိုမေးမယ်နော်လွယ်လွယ်လေးပဲမေးမှာပါခမတစ်လုံးကကြတော့apple နေမလို့ပြောအောင်မလား အင်္ဂလိပ်ကိုပေါင်းပေးရမှာ ဟော APPLE apple အဲ့ဆိုရှင်တစ်လုံးမှန်ပါအဲ့ဆိုနောက်တစ်လုံးထပ်ဖြည့်မှာလားဖြစ်မယ်လေဖြည့်မယ်လွယ်လွယ်လေးပဲမေးပါပါTuesday အင်္ဂါနေ့ Tuesday 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 နောက်တစ်လုံးမှန်သွားဆို9000ထပ်ပေးမယ်နောက်ထပ်တစ်လုံးထပ်ဖြည့်မှာလားဖြည့်မယ်နော်လွယ်လွယ်လေးပဲမှာအဲ့ဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ tomorrow 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 တောင်းလောက်မှန်သွားပါပြီ1000ဝယ်ရပါပြီအဲ့တော့ပထမဆုံးတစ်လုံးကကြတော့ family အဖေအမိုင်အလောအဲ့ဆို9000ရပြီနောက်တော့ဆက်ဖြည့်မှာလားဆက်ဖြည့်ပါဆက်ဖြည့်ကြည့်မယ်လွယ်လွယ်လေးပဲမေးပါပါနောက်တစ်ခုကကြတော့ minute အမိုင်အန်ယူဒီအမအမိုင်အန်ယူဒီအမိုင်အန်ယူဒီအဲ့ဆိုနောက်ထပ်9000ထပ်ရရဲနောက်ထပ်ထပ်ဖြည့်မှာလားဒီတော့ Okay ကျေးဇူးတင်ပါတယ် chocolate 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 9000ရပါပြီဆက်ဖြည့်မှာလားဟုတ်ဖြည့်မယ်ဖြည့်မယ်နောက်တစ်ခုကကြတော့ strawberry strawberry STAW BARRY strawberry STAW BERRY အရှိမတစ်လုံးကြံခဲ့သေးရဲ့ strawberry STREW STRAW BERRY strawberry ဆက်ဖြည့်မှာလားဖြည့်မယ်မောင်းရင်1000လုံးပြန်သိမ်းပါနော်ကိစ္စမရှိဘူး Okay နောက်ဆုံးတစ်လုံးကကြတော့လွယ်လွယ်လေးပဲမေးမှာပါ restaurant restaurant RESTUAT restaurant ဟုတ်တယ်စားတော့စား restaurant RESTUAT ဟုတ်ဘူးထောက်ပေးလိုက်ထောက်လားထောက်လား TERT မားနေ rest RESTARANT RUNT တစ်လုံး RENT ကမှန်တယ်အလဲမှာတစ်လုံးကျန်သေးတယ် RE restaurant REST restaurantစလုံးပေါင်းမှန် RESTAURANT U တစ်လုံးကျန်ခဲ့အဲ့ဒါကျေးဇူးတင်ပါတယ်နောက်ပထမဆုံးတစ်လုံးက busy 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 အဲ့ဆိုရှင်တစ်လုံးမှန်ပါစပ်ပြင်ပါလားပြင်ပါနော်နောက်တစ်ခုကကြတော့ဒီလကဘာလဇန်နဝါရီFebruary စလုံးလေးပါ FEB February FEB ORY မှားပြီ
February F E B O R Y မှာပါရဲ့ အာဟာ မှာပါရဲ့